Revit မှာရှိတွေကိုတပြိုင်တည်းနဲ့အများကြီး create လုပ်နိုင်အောင်မက view တွေကိုပါရှိပေါ်တစ်ခါတည်းတင်ရှိ name တွေရှိ number တွေတစ်ခါတည်းပေး title block တွေကအစလိုချင်တာရွေးနိုင်တဲ့ tool ရှိတာကိုသိပြီးကြပြီလားတခြားသိချင်ရင်ဗီဒီယိုလေးကိုသာစောင့်အောင်ကြည့်ကြည့်လိုက်ပါခင်ဗျာမင်္ဂလာပါ internet YouTube channel ကနေကြိုဆိုပါကျွန်တော်အခု view 3ခုအတွက်ကျွန်တော် sheet လေးတွေ create လုပ်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ sheet ယူလိုက်မယ်ပြီးရင် title block ရွေးမယ်ပြီးရင် okay ပေါ့ဒါဆိုရင် sheet တစ်ခုရမယ်ပြီးရင်နောက်တစ်ခါထပ်လုပ်မယ်ဒါ sheet နောက်တစ်ခုရမယ်ပြီးရင်နောက်ထပ် sheet တစ်ခုရမယ်ဒါဆိုကျွန်တော်လိုချင်တဲ့ sheet 3ခုရပြီတို့ကဒီမှာပေါ့နော်ပြီးရင်ကျွန်တော်အဲ့ဒီ sheet တစ်ခုချင်းစီတဲ့ကိုကျွန်တော်တို့ရဲ့ view တစ်ခုစီလိုက်ထည့်မယ်ပေါ့ဒီမှာတစ်ခုဒါက part 2ဒါဆိုရင် part 3ပြီးရင်တော့ကျွန်တော်တို့ရဲ့ sheet name တွေပြောင်းရမယ်ဒါဆိုရင် level 1 archi wso 001ပေါ့နော်ဒါလေးကိုကျွန်တော် copy ယူလိုက်မယ် okay ပြီးရင်နောက်ထပ် sheet number တစ်ခုထပ်ပြောင်းမယ်ဒါကကြတော့002နောက်ထပ်တစ်ခုဒါက003အဲ့လိုပဲကျွန်တော်တို့ sheet name တွေလည်းလိုက်ပြောင်းအောင်မှာဖြစ်ပါတယ်ဒီတစ်ခါကျွန်တော်ကဒီနီလန်းလေးထပ်ပို့ပြီးတော့အဆင်ပြေမဲ့tool လေးတစ်ခုကိုသုံးပြီးတော့ဖန်တီးမှာပဲဖြစ်ပါတယ်ကျွန်တော်အခုသုံးမှာကကြတော့ EF tools တဲ့က EF sheet generator ဆိုတာလေးကိုသုံးပါမယ်ကျွန်တော်လိုချင်တာက sheet 3ခုဆိုတော့ဒီအပေါင်းလေးကိုနှိပ်ပြီးတော့3ခုဖန်တီးလိုက်ဒါဆိုရင်ကျွန်တော်ဒီ sheet တွေကိုဘာထည့်မလဲဆိုတော့ကျွန်တော်ဒီဘက်မှာ filter လုပ်မယ်ကျွန်တော်လိုချင်တာက part 1 part 2ပြီးရင် part 3 sheet 3ခုကိုခွဲထည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာsheet number ကိုတစ်ခါတည်း setup လုပ်မယ်ပေါ့နော်အဲ့တော့ level 2 archi wso 001ဒါဆိုရင်ဒါကို copy ကူးမယ် sheet number ဒီဘက်က002ဒါက003ပြီးရင် sheet name ကကြတော့ part 1 or 3 okay ဒါလေးကို copy ယူလိုက်မယ်ဒီဘက် channel မှာကြတော့ part 2 or 3ဖြစ်သွားမယ်ဒါက part 3 or 3ပြီးရင်ကျွန်တော်တို့ဒီမှာ title block ရွေးပေးရမယ်ကျွန်တော်က A1 ကိုလိုချင်တာဖြစ်တဲ့အတွက် A1 ကိုယူလိုက်မယ်ပြီးရင် generate sheet ဒါဆိုရင်ဒီမှာကျွန်တော်တို့ကို EF sheet generator report ဆိုပြီးတော့ထွက်လာပေးမယ်ဒါကိုနှိပ်လိုက်ရင်ကျွန်တော်တို့ရဲ့ sheet စီရောက်သွားမယ်ဒါကိုနှိပ်လိုက်ရင်တော့ plot plan စီရောက်သွားမယ်ဒါဆိုရင်ဒါ sheet တစ်ခုဒါနောက်ထပ် sheet တစ်ခုဒါ part 3ရဲ့ sheet okay ကျွန်တော်တို့ဒီမှာလဲ sheet name တွေ sheet number တွေတခါတည်းပြောင်းပြီးသားပြီးသွားရင် sheet တွေကိုလည်း view တွေထည့်ပြီးသားကျွန်တော်တို့နည်းနည်းလေး adjust ပြန်လုပ်ဖို့ပဲလိုပါတယ်ဒီလိုနည်းနဲ့ sheet တွေကိုမြန်မြန် create လုပ်နိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာ okay အခုဆိုရင်တော့ EF sheet generator ရဲ့ power ကိုတခြားသိသွားပြီလို့ထင်ပါတယ်ခင်ဗျာ see you in the next video